လာမယ့် NCA 10နှစ်ပြည့်ဟာငြိမ်းချမ်းရေးအတွက်လှုပ်ဆောင်တာဖြစ်တာကြောင့်လက်ရှိအခင်းကျင်းတဲ့တပ်ဆိုင်သူအလုံးကိုဖိတ်ရမှာဖြစ်ပြီးရန်ပစ်ထားတဲ့ဆိုပါကအလုံးကိုဖိတ်เสียမလို့ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးတာ10နှစ်ပြည့်အခမ်းအနားကိုအောက်တိုဘာ15ရက်နေ့မှာကြီးကျယ်ခမ်းနားစွာကျင်းပမှာဖြစ်ပြီးအခမ်းအနားပြီးနောက်အောက်တိုဘာ16-18ရက်တို့မှာ2ရက်တာငြိမ်းချမ်းရေးဖိုရမ်ကိုပြုလုပ်သွားမယ်လို့သိရပါတယ်။ငြိမ်းချမ်းရေးအတွက်လှုပ်ဆောင်တဲ့ဆိုကြတဲ့ကအားလုံးကိုဖိတ်ရမှာဖြစ်ပြီးယူကရိန်းနိုင်ငံဟာတိုက်ရင်ဆွေးနွေးတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်တယ်လို့မြန်မာနိုင်ငံအနေနဲ့လည်းအဲ့ဒီလိုလှုပ်ဆောင်ပါကမမားဘူးဟုထင်ကြောင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ်။ဖိတ်တဲ့လူကလည်းဖိတ်သလားဖိတ်ချင်သလားနောက်ဆုံးကလည်းအဖိတ်ခါလို့လည်းသွားမလားမသွားဘူးလားဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဖိတ်ကြတော့ငင်းချမ်းကြီးလှုပ်တယ်ဆိုတော့လည်းအကုန်လုံးဖိတ်ရမှာပေါ့ရံဖြစ်တယ်ဆိုရင်တော့အကုန်လုံးဖိတ်ကြရမှာလို့ပြောပါဗျာနော်တိုက်တဲ့လူကလည်းသူကဘယ်နည်းနဲ့သူငါတို့ဘလောက်ပဲတိုက်နောက်ဆုံးကြတော့ဆွေးနွေးကြမှာပဲကွာဆိုလို့ရှိရင်လည်းသူတို့လည်းဖိတ်လာရင်လက်ခံတဲ့တော့ပေါ့နိုင်ငံတကာကြည့်လိုက်ပေါ့ဆွေးနွေးရင်တိုက်ရင်မယ်ယူကရိန်းကြည့်လဲဆိုတော့ဆွေးနွေးရင်တိုက်ရင်မယ်ဟုတ်တယ်မလားဒီတော့ယူကရိန်းတော့လုပ်တယ်ဆိုကျွန်တော်တို့လည်းလောက်တာမမဘူးလို့ထင်တာပေါ့ဗျာအဲ့ဒီ10နှစ်ပြည့်အခမ်းအနားကိုစာချုပ်ရေးဆွဲစဉ်ကပါဝင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကိုလည်းဖိတ်ကြားဖို့ရှိကြောင်းသိရပါတယ်။အဲ့ဒီ NCA 10နှစ်ပြည့်အခမ်းအနားကို NCA ထိုးထားတဲ့9ဖွဲ့အပြင် UWSA, MNDAA နဲ့ SSPP စတဲ့3ဖွဲ့လုံးတက်ရောက်ကြမယ်လို့သုံးသပ်ထားကြသလို ULA/AA, TNLA နဲ့ KNU တို့လည်းတက်ရောက်နိုင်ကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်မှုတွေရှိပါတယ်။ NCA 10နှစ်ပြည့်အခမ်းအနားနဲ့ငြိမ်းချမ်းရေးဖိုရမ်အတွက်ဖိတ်ခေါ်တဲ့အဖွဲ့တွေကိုအကြံပြုထားပေမဲ့လည်းNSPNC ဘက်ကတစုံတရာပြန်ကြားချက်မျိုးမကြားရသေးကြောင်းငင်းကျင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ဒီအဖွဲ့ကိုဖိတ်တဲ့ဟိုအဖွဲ့ကိုဖိတ်တဲ့စသည်ဖြင့်ကျွန်တော်ကိုယ်တိုင်အကြံပြုတာတွေရှိတယ်ဒါပေမဲ့ဘာမှပြန်ကြားချက်မကြားရဘူးအထုံပြန်ချက်မကြားတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့ဗျာအခုလောလောဆယ်တချို့တလေကတော့ကျွန်တော်ထင်တယ်ဒီ NSPNC ကလည်းတက်ချုပ်ကြီးရုရှားနဲ့ပြန်ရောက်လာတာကိုစောင့်နေရမယ်နော်တိုက်တာရောမတိုက်တာအကုန်ဖိတ်နေတာပေါ့သွားတော့မသွားတာတစ်ချောင်းဟုတ်တယ်မလားဒါပေမဲ့သူတို့ဖိတ်တယ်မဖိတ်ဘူးဆိုတာလည်းကျွန်တော်တို့မသိရဘူးအဖိတ်ခံရတဲ့လူကလည်းအဖိတ်ခံရလားမရဘူးလားဆိုတာလည်းမပြောတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့ဗျာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးခြင်း10နှစ်ပြည့်အခမ်းအနားနဲ့ငြိမ်းချမ်းရေးဖိုရမ်ကိုတက်ရောက်ဖို့အတွက်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကို